မင်္ဂလာပါရှင်ဗရမ ्या မြည်လို့ခေါ်တဲ့မိုးကုန်းမျိုးကရိုးရပုံပြင်လေးတစ်ပုဒ်ကိုဖတ်ပြပေးသွားမှာပါဟိုးရှိရှိတုန်းကပေါ့ကွယ်ကောင်းကင်ကမိုးနဲ့မင်းကြီးနဲ့သူ့ပြည်ကဘယင်မင်းကြီးတို့ဟာအလွန်ပဲအလွမ်းတင့်ပြီးမိုးနဲ့မင်းကြီးရဲ့သားတော်နဲ့ဘယင်မင်းကြီးရဲ့သမီးတော်တို့ကိုလက်ဆက်ပေးဖို့သဘောတူထားကြတယ်တဲ့မိုးနဲ့မင်းကြီးရဲ့သားတော်နဲ့ဘယင်ကြီးရဲ့သမီးတော်တို့ဟာတယောက်နဲ့တယောက်မမြင်ဘူးမတွေ့ဘူးကြတာမို့သူတို့နှစ်ယောက်တွေ့ဆုံပြီးရင်းနှီးသွားအောင်မိုးနဲ့သားလေးကိုလှုပ်ပြီးလွှတ်လိုက်တဲ့မိုးနဲ့သားလေးလည်းယခုတစ်ခေါက်မှပြင်ပလောကကဘာကြီးတဲ့ကိုလွတ်လွတ်လပ်လပ်ထွက်ရတာမို့ဘယင်သမီးတော်ရှိရာနန်းတော်ကြီးတဲ့ကိုဓာတ်ရိုက်မသွားပဲလှုပ်ပြီးအနက်လျှောက်လေတာပေါ့ကွယ်အဲ့ဒီလိုလျှောက်လေရင်ယခုမိုးကုန်းမျိုးလို့ဖြစ်လာမယ့်နေရာရောက်တော့တောင်ယာစိုက်ခင်တစ်ခုထဲမှာပင်ပန်းပန်းအလုံးလုံးနေတဲ့အသက်ကြီးအဖိုးတယောက်နဲ့အရွယ်ငယ်ငယ်လေးမိန်းကလေးတယောက်ကိုတွေ့လိုက်ရတဲ့အဲ့ဒီလိုတွေ့လိုက်ရတော့ဒီအရွယ်နဲ့ဘာကြောင့်များပင်ပန်းလုံနေကြရတာလဲဆိုပြီးသိကျင်လို့ခြံထဲဝင်ပြီးသွားမေးလိုက်တယ်အဖိုးဘာဖြစ်လို့ဒီလိုအရွယ်ကြီးနဲ့ပင်ပန်းလုံနေရတာလဲတခြားကိုမဲ့သူမရှိဘူးလားအဖိုးကိုလည်းမျက်နှာစိမ်းဖြစ်တဲ့မိုးနဲ့သားကိုကြည့်ပြီးငါမြေကဧည့်တယ်ထင်တယ်အဖိုးမှာဒီကမြေမလေးပဲအဖော်ရှိတယ်သူမိဘနှစ်ပါးလဲဆုံးသွားပြီဆိုတော့အာကိုစရာတခြားလူလည်းမရှိဘူးဒါကြောင့်အဖိုးနဲ့ဒီမြေမလေးနှစ်ယောက်လုံးစားဝတ်နေရေးပြေလည်ဖို့ခြံစိုက်စားရတာပါပဲကွယ်အဖိုးတို့ကိုကြည်ရတာသူများတွေထက်ပိုအလုံးလုံးနေရတယ်လို့ပဲမိုးနဲ့သားလေးကမေးလိုက်တော့ဟုတ်တယ်ငါမြေဒီဒေသတဝိုက်ကရေရှားတော့ရေရဖို့ဟိုးဝေးကြီးကနေတွေ့ယူရတယ်ရေကနေတော့ဟိုနားကယူတုံးဒီနားကယူတုံးနဲ့ကို့ခြံထဲရေရောက်ဖို့အတော်စောင့်ရတယ်ဒါကြောင့်ရေရတော့စူးစမ်းလုပ်နေရတာပေါ့ကွယ်လို့အဖိုးကပြန်ဖြေလိုက်တယ်ဒီတော့မိုးနဲ့သားလည်းတနာသွားပြီးအဖိုးဒါဆိုရေအတွက်ဘာမှစိတ်မပူနဲ့တော့အဖိုးတို့အားလုံးရေလုံလောက်သုံးနိုင်ဖို့မိုးရေရအောင်ဆောင်ရွက်ပေးပါမယ်လို့ပြောလိုက်တယ်အဲ့ဒီလိုပြောပြီးတော့မိုးကောင်းကင်ကိုမော့ကြည့်ပြီးဖခင်ဖြစ်သူမိုးနဲ့မင်းကြီးကိုတိုင်တယ်ဆုတောင်းလိုက်တာနဲ့ချက်ချင်းပဲမိုးရီရွာချလာရောတဲ့အဖိုးနဲ့သူ့မြေမလေးလည်းအံ့ဩဝမ်းသာပြီးမိုးနဲ့သားလေးကိုကျေးဇူးတင်လို့ရှိတာတွေနဲ့ကျွေးမွေးဧည့်ခံပြီးခီးတစ်ထောက်နားဖို့ဖိမှန်တကပြုတော့တာပေါ့ကွယ်ညပိုင်းကျတော့အိမ်နီးနားချင်းတွေပါတရင်ကြားပြီးရောက်လာလိုက်တာတယုံနဲ့ပေါ့ကွယ်နောက်ရက်တွေကျတော့လေရေလုံလောက်ရရှိဖို့လှုပ်ပေးတဲ့ကျေးဇူးရှင်မိုးနဲ့သားလေးကိုဟိုအိမ်ကထမင်းဖိတ်ကျွေးဒီအိမ်ကထမင်းဖိတ်ကျွေးနဲ့ရက်တွေအတော်ကြာသွားရောရှိဘဝရေစက်ကြောင်းလို့ပြောရမယ်ထင်တယ်မိုးနဲ့သားလေးနဲ့မြေးမလေးဟာတွေ့ချင်းပဲတဦးပေါ်တဦးစိတ်ဝင်စားပြီးအချိန်ခဏလေးအတွင်းမှာချစ်သူတွေဖြစ်သွားကြတယ်မိုးနဲ့သားလေးဟာဘရင်သမီးတော်ကိုတွေ့ဖို့လာတာဖြစ်ပေမဲ့သူကိုယ်တိုင်ကလည်းမမြင်ဘူးသေးဘူးနောက်ပြီးမိဘချင်းကသဘောတူထားပေမဲ့သူ့ဆန္ဒကလည်းမပါတော့ဘရင်သမီးတော်နဲ့လက်မဆက်ဖဲအဖိုးရဲ့မြေးမလေးနဲ့ပဲအတူတကွဇနီးမယားအဖြစ်ပေါင်းထင်းနေထိုင်သွားမယ်လို့ဆုံးဖြတ်လိုက်တယ်ဒါကြောင့်ဘရင်သမီးတော်နဲ့သွားမတွေ့တော့ပဲဖခင်မိုးနဲ့မင်းကြီးစီကိုခွင့်တောင်းဖို့ပြင်ဆင်လိုက်တယ်သူမသွားခင်မှာအဖိုးနဲ့သူ့မြေးမလေးကိုပြန်လာခဲ့မဲ့အကြောင်းအဖိုးကျွန်တော်မိဘတွေစီမှာခွင့်ပန်ဖို့ပြန်လိုက်ပါဦးမယ်မိဘများကိုပြောပြီးတာနဲ့တင့်တဲလာရောက်တောင်းရန်ပြီးမင်္ဂလာကိစ္စကိုစီစဉ်ပါမယ်ကျွန်တော်ရဲ့စိစက်ထိမ်းမှတ်သက်တည်အဖြစ်ဗရမ ्या သပွင့်ပေးခဲ့ပါရစေဆိုပြီးအလွန်အရေးလာတဲ့ဗရမ ्या ကြောက်အနီတပွင့်ပေးခဲ့တယ်အဖိုးနဲ့သူ့မြေးမလေးလည်းအလွန်အဖိုးကြီးတဲ့ဗရမ ्या ကိုမယူခြင်းပင်မဲ့စိစက်သက်တည်အဖြစ်ပေးတာမို့လက်ခံထားလိုက်တယ်အဖိုးရဲ့မြေးမလေးလည်းချစ်သူကိုမခွဲခြင်းပင်မဲ့သူမိဘတွေစီပြန်ပြီးခွင့်တောင်းရမယ့်အရေးကိစ္စဖြစ်တာမို့အမြန်ဆုံးပြန်လာဖို့အထက်မှကြာရင်ပြန်လာမယ့်ရက်ကိုလက်ချိုးရည်အတွက်စောင့်နေတာပေါ့ကွယ်မိုးနဲ့သားလည်းသူ့ဖခင်စီပြန်ရောက်ချင်းအကျိုးအကြောင်းပြောပြတော့မိုးနဲ့မင်းကလုံးဝသဘောမတူဘူးတိတ်ပြီးတော့လဲစိတ်ဆိုးသွားတယ်ပြီးတော့အဖိုးရဲ့မြေးမလေးနဲ့လုံးဝဆက်သွယ်လို့မရအောင်ချက်ချင်းပဲအဆောင်လျှောက်တွေခေါ်ပြီးအခန်းတစ်ခုထဲမှာပိတ်ထားလိုက်တယ်လူပြည်ကဘရင်ကြီးစီကိုလည်းတန်တမန်တွေစေလွတ်ပြီးဘရင်သမီးတော်နဲ့ချက်ချင်းထိန်းများဖို့စီစဉ်တာပေါ့ကွယ်ဘရင်ကြီးလည်းမိုးနဲ့မင်းပြောပြလို့အကျိုးအကြောင်းသိပြီးအဖိုးနဲ့မြေးမလေးကိုရှာဖွေဖမ်းဆီးခိုင်းလိုက်တယ်ဒီသတင်းကိုဖိုးနဲ့မြေးမလေးကြားပြီးမိုးကုတ်မြို့နာတောတောင်တွေထဲမှာအချိန်မီသွားပုန်းနေတာမို့လွတ်သွားတာပေါ့
ဒါပေမဲ့တိတ်မကြပါဘူးအဖိုးအိုတဲ့မိမလေးဟာသူစောင့်မျှော်နေတဲ့ချစ်သူမိုးနက်သားလေးပေါ်မလာလို့ရင်ဝဲနာကြပြီးအဲ့ဒီတောနက်ထဲမှာပဲတည်ဆုံးသွားတယ်သူမတည်ခင်လေးမှာမိုးနက်သားကိုအထင်လွဲပြီးနောင်ဘဝဆက်တိုင်းဘယ်တော့မှမစုံပြားစေနဲ့လို့ဆုတောင်းခဲ့တယ်အဖိုးကိုလည်းသူ့မိမလေးကိုတောနက်ထဲမှာပဲတကြိုလိုက်ပြီးမိုးနက်သားပြီးခဲ့တဲ့ကြောက်အနီကိုပါတပါးတည်းထဲမြုပ်ပေးလိုက်တယ်အဖိုးရဲ့မိမလေးကိုမြုပ်ပြီးတာနဲ့အဲ့ဒီနေရာမှာတောင်နေကြရိုင်းအပင်တပင်ပေါက်လာတယ်တဲ့တောင်နေကြရိုင်းဆိုတာဆောင်းရည်တိုင်းမိုးကုတ်အနီးတစ်ဝိုက်ကတောတောင်တွေမှာတဘာဝအစုလိုက်အပြုံလိုက်ပေါက်နေတဲ့အဝါရောင်ပန်းပွင့်လေးတွေပေါ့ကွယ်ဒီပုံပြင်လေးကြောင့်ဖြစ်ပါလိမ့်မယ်နောက်ပိုင်းမှာမိုးနက်သားလေးကသူ့ချစ်သူလေးကိုရှာလွန်းလို့ဗရမများမြေဆိုတဲ့မိုးကုတ်မြို့ဟာမိုးရာဒီကများပြီးမိုးရွာသွန်းမှုတွေဟာလည်းတခြားနေရာတွေထက်ပိုတယ်နောက်ထူးခြားမှုတစ်ခုကတောင်နေကြရိုင်းပင်တွေကလည်းမိုးမကုံဝင်ချင်းဘယ်တော့မှစောမပွင့်ဘူးမိုးကုံတာနောက်ကျရင်နောက်ကျသလိုပန်းပွင့်တာလည်းနောက်ကျတယ်တောင်နေကြရိုင်းပွင့်ပြီဆိုတာနဲ့မိုးကုံမှန်းသိတယ်ဒီထက်ထူးခြားတာကတော့တောင်နေကြရိုင်းတွေပွင့်တဲ့တောတွေမှာပဲအဖိုးတန်ကြောက်မြက်ရတနာတွေထွက်ပြီးတောင်နေကြရိုင်းမပွင့်တဲ့အချမ်းကြတော့ကြောက်မထွက်တာကိုအခုချိန်ထိတွေ့နေရတော့ပေါ့ကွယ်ပုံပြင်လေးကတော့ဒါပါပဲကွယ်